မင်္ဂလာပါရှင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Center တောင်ကြီးတွင်အသိပညာပေးတော်ရှိုးများရိုက်ကူးထုတ်လင်းပေးလျက်ရှိရာဒီကနေ့မှာတော့ကမ္ဘာအေးအေးပေးပစ္စည်းများနှင့်အချိန်အမှန်အသိပညာပေးတော်ရှိုးကိုရိုက်ကူးထုတ်လင်းပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတောင်ကြီးခရိုင်ရုံးတွင်တွဲဘက်တာဝန်ထမ်းဆောင်နေသောဒုတိယဦးစီးမှူးဒေါ်စန္ဒာဦးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာရှင်ဆရာရဲ့အမည်နဲ့ယာတူလေးကိုလည်းမိတ်ဆက်ပေးပါအောင်လားရှင်ဟုတ်ကဲ့ကျွန်တော်ကတော့တောင်ကြီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ဒုတိယဦးစီးမှူးဦးမင်းတန်းကျော်ပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီနေ့ဆွေးနွေးပြီးမဲ့အကြောင်းအရာပါเนาะဇွန်လ26ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာအေးပစ္စည်းများနေ့အထိမ်းအမှတ်အနေနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်เนาะကျွန်တော်တို့ရဲ့နေ့စဉ်လူမှုဘဝတွေမှာ AEB စနစ်တွေကဘယ်လောက်အရေးပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပတ်ဝန်းကျင်ကိုဘယ်လိုတက်ရောက်မှုရှိနေလဲဆိုတာကိုဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့လူသားတွေဟာ AEB စနစ်ကိုရှေ့ရင်ကတည်းကဘယ်လိုနီးလန်းနေနဲ့စတင်အသုံးပြုခဲ့ကြတယ်ဆိုတာကိုလည်းသိချင်ပါတယ်ရှင်ကျွန်တော်တို့ရှေးရခင်ကဘာဦးလူသားတွေကတီးပြင်းစားပြင်းနေအသားငါးတွေကိုအစိမ်းစားခြင်းတွေပြုလုပ်ဆောင်ရရမှာကျွန်တော်မီကိုရှာဖွေသိရှိခဲ့ပြီးတော့ချက်ပြုတ်စားတောက်ခြင်းထွင်ရစိုက်ပြူခြင်းတို့ကိုဆောင်ရွက်ခဲ့ကြတယ်ပေါ့နော်ကျွန်တော်ပြီးတော့ခက်အတီးတီးကူးပြောင်းပြီးတော့ခဲပြထားနီကဲတန်အဲ့အရာတွေကိုတွင်ကျစွာအသုံးပြုလာနိုင်ခဲ့သလိုခင်မီစက်ကရိယာများစက်ယုံကြီးများကိုတီထွင်နိုင်ခဲ့ကြပြီးအသုံးဆောင်များကိုမြင့်တစ်ထက်မြင့်အောင်ဖန်တီးခဲ့ကြသလိုလူနေမှုအဆင့်တန်းနဲ့တည်တည်တတာတိုးတက်မြင့်မာလာခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုတီထွင်ဆက်တက်လာတဲ့ဤပညာဖွံ့ဖြိုးတိုးတက်မှုတွေရလဒ်တွေထဲမှာရှိခဲ့တက်တာတို့လေ AP ဆက်တို့စတဲ့လူအသုံးဆောင်ပစ္စည်းတွေလည်းပါဝင်လာတယ်ပေါ့နော် AEP စနစ်နဲ့ပတ်သက်ရင်1920ပြည့်နှစ်တွေကရေခဲလုံးကြီးတို့ကျွန်တော်တို့လေလုံးပြီးတို့ရေးထဲထည့်ပြီးရေခဲတက်တာအဖြစ်စတင်အသုံးပြုခဲ့ကြတယ်ပေါ့နော်နောက်ပိုင်းမှာ coolants လို့ခေါ်တဲ့အပူရောကျစေတဲ့အရေးပါဝင်တဲ့ရေခဲတက်တာတွေကိုအသုံးပြုလာခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ coolants တွေကယူစိမ့်ရင်လူကိုသိစေနိုင်တဲ့အထိအန်ဒီရရှိတာမို့ CFCS လို့ခေါ်တဲ့ chlorofluorocarbon ဓာတ်ငွေတွေကို20ရာစုနဲ့မှာစတင်တည်ထွင်30လခဲ့ကြရနေ AEP စနစ်ဟာတဟုန်ထိုးအဆင့်မြင့်တိုးတက်လာခဲ့တာဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါဆရာယနေ့ခေတ်မှာလည်းရေခဲတစ်တာနဲ့အေကွန်တွေကမြို့ပြရင်တာမကပဲပေါ့နော်ကျေးလက်တွေမှာပါသုံးဆွဲလာကြပြီးဒါတွေဟာကျမတို့ရဲ့အစားနဲ့ရိတ်ခါနဲ့ကျန်းမာရေးအပေါ်မှာလည်းဘယ်လောက်ထိတက်ရောက်မှုရှိပါသလဲရှင်ဟုတ်ကဲ့အလွန်အရေးပါတယ်ခင်ဗျကျွန်တော်တို့လေ့လာချက်တွေအရအိမ်တုံးရိတ်ခဲတက်တာတွေကသုံးဆွဲခြင်းအစားတောက်ဖို့ထုတ်လုပ်မှုရဲ့20ရာခိုင်နှုန်းလေလွှဲမှုရှိအောင်ရှော့ချပေးနိုင်တယ်ပေါ့နော်ကမ္ဘာတစ်ဝန်းမှာရှိတဲ့ပင်လယ်ကူးငါးဖန်သင်္ဘောလီတန်တမလီတန်လောက်ဟာလည်းအေးခန်းနေသုံးလို့ရတာပေါ့ပိုပြီးအေးကြီးရတော့ကျန်းမာရေးခန်းတာပေါ့ကျွန်တော်တို့စတီဝါတွေရဲ့90ရာခိုင်နှုန်းကိုလည်းအပူကြောင့်ပျက်စီးနိုင်လို့အေးခန်းနဲ့တူလောင်ရတာပေါ့နော်စေးရုံသုံးစကန်နာတွေသွေးတွေနဲ့တစ်ရှူပန်းတွေက AEP စနစ်မရှိရင်လုံးဝအလုံးမလုံးနိုင်ပါဘူးပေါ့နော်ဒါကြောင့်မို့ AEP စနစ်ဟာအသက်ပြည့်ပြီးတဲ့ကွန်ဆက်ကူးချိန်လို့တော့တင်စားလို့ရပါတယ်အဲ့ဒီလိုကျန်းမာရေးနဲ့စားတောက်ကုန်ထုတ်လုပ်မှုတူလောင်မှုတွေမှာမကစီးပွားရေးလုပ်ငန်းများတည်ယူပို့ဆောင်ရေးမော်တော်ယာဉ်များနဲ့ဝန်ဆောင်မှုလုပ်ငန်းများစက်ရုံအလုပ်ရုံများတွေလည်း AEP ပစ္စည်းများကိုမရှိမဖြစ်အသုံးပြုလာကြတာကိုလည်းကျွန်တော်တို့တွေ့ရှိနေရပြီဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာတော်တော်လေးကိုအရေးပါတယ်နော်ဆရာဒါပေမဲ့ဒီ AAP ပစ္စည်းတွေကအိုဇုံလွှာကိုထိခိုက်စေတယ်လို့လည်းကြားပူးပါတယ်ဆရာအဲ့ဒါကဘယ်လိုမျိုးပါလဲရှင်အဓိကတော့ကျွန်တော်တို့ Econic မှာပါတယ်တုံးတဲ့ AEP ဓာတ်ငွေတွေကြောင့်မလို့ပါเนาะအရင်တော့ chlorofluorocarbon CFCS နဲ့အခုတုံးနေစေဖြစ်တဲ့ hydrochlorocarbon HCFC ရဲ့ဥပမာ R22 ဓာတ်ငွေတွေဟာလေထုတွေရောက်သွားတဲ့အခါအိုဇုံလွှာကိုဆူဆူရွရွပျက်စီးစေနိုင်ပါတယ်ကျွန်တော်တို့အိုဇုံလွှာပျက်စီးတော့နေရောင်ခြည်တွေကအန်ဒီရှိတဲ့ခဲလွန်ရောင်ခြည် UVB တွေကကမ္ဘာပေါ်ဓာတ်ရိုက်ကြားရောက်ပြီးလူတွေမှာလည်းအရေးပြကင်ဆာတို့မျက်စိတိမ်ဆွဲတာမျိုးဖြစ်ရသလိုရာသီဥတုပေါက်ဖောက်ပြန်မှုကိုလည်းဖြစ်စေပါတယ်ဗျဟုတ်ကဲ့ပါဆရာရှင်ဆရာဆွမ်းနာပြောခဲ့တဲ့ CSC ရဲ့ဓာတ်ငွေတွေကအိုဇုံလွှာကိုထိခိုက်တယ်လို့ဖတ်ပူးပါတယ်ဆရာအဲ့ဒါကဘယ်လောက်ထိစိုးရိမ်စရာကောင်းပါသလဲရှင်Econic မှာသုံးတဲ့ CFC နဲ့ HCFCS ထဲမှာ chlorine ဆိုတဲ့အက်တမ်တွေပါတယ်ပေါ့နော်လေထုထဲရောက်သွားတဲ့ chlorine တစ်လုံးဟာအိုဇုံ molecule ပေါင်းတသန်းထိကိုဖျက်ဆီးနိုင်စွာရှိတဲ့အိုဇုံလွှာပျက်စီးစီတော့တက်ပျက်စီး ozone depleted substance ODS များဖြစ်ကြောင်းလည်းကျွန်တော်တို့တွေ့ရှိခဲ့ရတယ်ပေါ့နော်။ ozone တော့ပါသွားခဲ့မယ်ဆိုရင်နေရောင်တွေကခင်းလွတ်ရောင်ခြည်တွေကကမ္ဘာပေါ်ဓာတ်ရိုက်ကျလာမယ်။ဒါဆိုလူသားတွေမှာအရေးပြကင်ဆာဖြစ်မယ်၊မျက်စိတိမ်ဆွဲမယ်ပြီးတော့ site view မှာဆိုလည်းတီးနှံထွက်နှုံနေကြမယ်။
ပေါ့နော်ဒီပြဿနာကိုကျွန်တော်တို့1984မှာသိပ္ပံပညာရှင်တွေကစတင်တွေ့ရှိခဲ့ပြီးတော့1985မှာ NDA ဖြစ်နေပြီဆိုတော့ကျွန်တော်တို့အတည်ပြုခဲ့တယ်ပေါ့နော်ဒါကြောင့်ပဲကမ္ဘာနိုင်ငံတွေပူးပေါင်းပြီးအိုဇုံလွှာကာကွယ်ရေးကိုလှုပ်လာကြတာပေါ့နော်ဆရာဟုတ်မြန်မာနိုင်ငံအနေနဲ့ရောဘာတွေလှုပ်ဆောင်နေပြီလဲရှင်ကမ္ဘာနဲ့ရှင်ပေါ့တော့ကမ္ဘာနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှုအနေနဲ့ဆိုအိုဇုံလွှာကာကွယ်ရေးဆိုင်ရာဗီယက်နာConvention ကို1985ခုနှစ်မှာစာချုပ်ချုပ်ဆိုခဲ့ပြီးတော့အိုဇုံလွှာပစ္စည်းစီတော့တက်ပစ္စည်းများထိန်းချုပ်ခြင်းဆိုင်ရာ Montreal နောက်ဆက်တွဲစာချုပ်ကို1989ခုနှစ်မှာအတည်ပြုချုပ်ဆိုခဲ့ပြီးတော့ဗောနော်အိုဇုံလွှာပစ္စည်းစီမြက်တက်ပစ္စည်းတုံးဆွဲမှုကိုရှော့ချဖို့ထိန်းချုပ်ဆောင်ရွက်ခဲ့တယ်ဗောနော် Vienna Convention Montreal နောက်ဆက်တွဲစာချုပ်နဲ့ပြည်စချက်တွေရမြန်မာနိုင်ငံဟာ CFCS တန်ခွေတွေဖြစ်တဲ့ R11 R12 R13 တွေကို2000ပြည့်နှစ်ကလေးကတင်တွင်မှုကိုပေါ့နော်အပိတက်ရက်ဆိုင်ခဲ့တယ်ပေါ့အခုလက်ရှိမှာတုံနေတဲ့ R22 တို့လူသိများတဲ့ ACFCS ကလည်းအိုဇုံလွှာကိုပျက်စီးစေတဲ့အဓိကတက်ပျက်စီးတစ်မျိုးဖြစ်တဲ့အတွက်2015ခုနှစ်ကနေကတ်သက်ပမာဏနဲ့တင်သွင်းပြီး2040ခုနှစ်မှာတော့အပိတက်ရက်ဆိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ် ACFC ကတန်ခွေတက်ပစ္စည်းများတင်သွင်းအသုံးပြုရှင်နဲ့ပတ်သက်ပြီး2020ပြည်နှစ်ဧပြီလမှာထုတ်ပြန်ခဲ့တဲ့အမိန့်ကြော်ညာစာအမှတ်28မြင်းဆောင်2020အရမြေကောင်းရေ 2.5 HP နဲ့အောက်ရှိတဲ့ ACFCS 3လေပီဆက်များကို2020ခုနှစ်ဇူလိုင်လ1ရက်ကနေစပြီးတင်သွင်းခွင့်ကိုတာမြင့်ပိတ်ပင်ထားပြီးပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါရှင်ယခုနောက်ပိုင်းမှာဆိုရင်လည်းအိုဇုံလွှာအောင်မထိခိုက်အောင်လို့ပေါ့နော်အစားထိုးသုံးလာတဲ့ဓာတ်ငွေတွေရောပတ်ဝန်းကျင်အတွက်စိတ်ချရလားရှင်ဟုတ်အဲ့ဒါလည်းတတိထားမယ်အချက်ပါအခုနောက်ပိုင်းအစားထိုးဓာတ်ပစ္စည်းအနေနဲ့R32တို့R34A တို့လို ACFCS ဓာတ်ငွေတွေသုံးလာကြပါတယ်ဒါတွေကအိုဇုံလွှာကိုမထိခိုက်နိုင်ပေမဲ့လည်းဟို global warming ဖြစ်နိုင်ဖို့ chance အလွန်များပါတယ်ဒါကြောင့်မို့ Montreal နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့နောက်ဆုံးအကြိမ်စီဝေး28ဆုံးဖြတ်ချက်အရကီဂါလီပြင်ဆင်ချက်ထွက်လာပြီးဒီတန်းငွေတွေကိုပါထိန်းချုပ်ချော့ချဖို့ကြိုးစားနေကြပါတယ်ဗျဟုတ်ကဲ့ပါဆရာနောက်ဆုံးအနေနဲ့ပြည်သူလူထုကလေးပေးပစ္စည်းတွေကိုသုံးဆွဲတဲ့အခါမှာပတ်ဝန်းကျင်ကိုမထိခိုက်အောင်ဘယ်လိုလိုက်နာပြီးတော့သုံးဆွဲသင့်ပါသလဲရှင်ဟုတ်ကဲ့အဓိကတော့အချက်၃ချက်ရှိရပါတော့ပထမအချက်ကတော့ရွေးချယ်စရာပေါ့ဟိုအိုဇုံလွှာကိုမထိခိုက်စေနိုင်တဲ့အိုဇုံ friendly ဖြစ်တဲ့စွမ်းရည်ချွေတာတဲ့ energy efficient အမှတ်တစိမ့်တွေပါတဲ့ဆက်ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူပါအဓိကအနေနဲ့စီးပွားရေးတွေလုပ်ငန်းတွေစက်ရုံလုပ်ရုံမှာအသုံးပြုမဲ့ AUB ပစ္စည်းတွေကိုရွေးချယ်အသုံးပြုရမှာအိုဇုံလွှာပျက်စီးမှုနဲ့global warming မဖြစ်စေတဲ့အာမခံချက်ရှိတဲ့ hydrocarbon ဓာတ်ပစ္စည်းများ hydrocarbon ammonia အယောနောဓာတ်ပစ္စည်းများကိုအသုံးဆွဲရင်စွမ်းအင်ကုန်ကျမှုတက်တာမဲ့အပြင်တစ်ဖက်မှာလည်းအိုဇုံလွှာပျက်စီးမှုကိုကာကွယ်ထိန်းချုပ်ပြီးသားဖြစ်တယ်လို့ပေါ့နော်။ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။ဟိုဒုတိယတစ်ချက်တော့ပြုပြင်ထိန်းသိမ်းမှုပေါ့။ရေခဲတက်တာတွေနဲ့ air con တွေကျွန်တော်ပြုပြင်တဲ့အခါမှာကျွမ်းကျင်တဲ့ဤပညာရှင်တွေနဲ့ပဲပြုပြင်ပါပေါ့နော်။တန်ငွေတွေလေထုထဲမစိမ့်ထွက်အောင် view site ပါပေါ့။နောက်ဆုံးနံပါတ်3အချက်ကတော့သုံးဆွဲမှုလိုအပ်မှသာသုံးဆွဲပြီးစွမ်းရည်ကိုချွေတာခြင်းဖြင့်ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချပါပေါ့နော်။အဲကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ green cooling technology လို့ခေါ်တဲ့ GHA စနစ်နဲ့တဟဇာတာဖြစ်တဲ့နည်းပညာတွေကိုသုံးဆွဲဖို့အားလုံးပူးပေါင်းဆောင်ရွက်ကြပါစို့လို့ဟိုတိုက်တွန်းပြောကြားနေညီကုံချုပ်ရပါတယ်ဗျဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ကမ္ဘာအေးအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အသိပညာပေးတော်ရှိုးကိုရိုက်ကူးထုတ်လွှင့်ပေးသွားတာဖြစ်ပါတယ်ရှင်နောက်ပတ်တွေမှာလည်းဘလို့အကြောင်းအရာတွေကိုရိုက်ကူးထုတ်လွှင့်ပေးသွားမယ်ဆိုတာ Community Center တောင်ကြီး Facebook Page YouTube Channel နဲ့ Website တွေမှာလည်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်